ကလေးကိုတင်းကျပ်မှလိမ္မာမယ်ဆိုတဲ့ဂရုတွေရဲ့စကားကအလကားအမိုက်ပဲအဲ့ဒီအမားကိုဆက်ယုံနေရင်ရှင်ကလေးရဲ့အနာဂတ်ကိုရှင်ကိုယ်တိုင်ဖျက်ဆီးနေတာပဲဒီအမားကိုအပြတ်ရှင်ဖို့အမှန်တရားကတက်စီကဂျိုအယ်လက်ဆန်နာနဲ့အိုင်မန်ဆန်တာရေးတဲ့ဒိမတ်စတိုင်ကလေးပြုစုပြောထားတဲ့စာအုပ်ထဲမှာအတိအကျရှိတယ်ကလေးကိုချင်းချအမိန်ပေးပြီးအမြဲအတင်းကျပ်နေတာကပြဿနာကိုတကယ်မဖြေရှင်းနိုင်ဘူးတကယ်လက်တွေ့မှာဒိမတ်လူမျိုးတွေလိုမျိုးအပြန်အလှန်လေးစားမှုနဲ့အတူတကွပြဿနာဖြေရှင်းတဲ့ဒီမိုကရေစီဆန်ဆန်ပြုစုပြောထားနည်းကိုသုံးရမှာပါလက်တွေ့ကြတဲ့အဖြေတွေကတော့အကြက်မကင်ပါနဲ့ငါပြောတာလို့ဆိုပြီးအတင်းကျပ်အမိန်ပေးမယ်အစားစီကံတွေရဲ့အကြောင်းရင်းကိုသိချရှင်းပြပါလွတ်လပ်စွာကစားခွင့်ပေးပါအချိန်တိုင်းကိုအသေးသေးလိုက်မထင်ချုပ်ပဲလွတ်လပ်စွာကစားခွင့်ပေးခြင်းကကလေးတွေကိုပြဿနာဖြေရှင်းနိုင်တဲ့တိုးတက်စေပြီးစိတ်ပိုင်းဆိုင်ရာကြက်ခိုင်လာစေပါတယ်ပူပေါင်းဖြေရှင်းပါအာဏာပြဆိုင်မှုတွေလုံးမဲ့အစားစိုးတဲ့ကလေးဆိုတာမရှိဘူးလို့ယုံကြည်ပြီးနှစ်ဦးနှစ်ဖက်အဆင်ပြေမဲ့နည်းလမ်းကိုရှာဖွေပါဒီဗီဒီယိုကိုအခုပဲ save ထားလိုက်ရှင်ကလေးကိုအောင်ငါအောင်မိန်ပေးပြီးအတင်းကျပ်ထိန်းချုပ်နေတာတွေကိုအခုချက်စင်ရလိုက်ဒိမတ်စတိုင်ကလေးပြုစုပြောထားခြင်းနည်းလမ်းအတိုင်းလွတ်လပ်ခွင့်နဲ့နားလည်မှုပေးတဲ့လမ်းကြောင်းကိုအခုပဲချက်ချင်းပြောင်းလဲလိုက်တော့